ဆရာစီရောက်နေပါတယ်ဆရာမြစ်တာရှင်ရွှေပြည်သားဆရာတော်ကြီးဆရာနဲ့လာပြီးတော့ဆရာရဲ့စာအုပ်လေးပေါ့နော်မြစ်တာရဲ့စီးပွားရှာခြင်းစာအုပ်လေးအထမအကျဉ်းဆရာစာအုပ်လေးလာအားပေးတာပါအဲဆောင်းနောက်ရောဟာဒီဖတ်တယ်လည်းပါအောင်စာအုပ်ရဲ့နောက်ကျောကတော့နော်ငွေနဲ့အရေးလို့ခေါ်ပါတယ်လူသည်အရေးနောက်သို့လိုက်လေဘယ်သောခါမှမမီအရေးကလိုက်လေပြေးလေဤအရေးနောက်မလိုက်တော့ပဲကိုလန်းကိုသွားရင်အရေးကနောက်မှပြန်လိုက်ဤထို့အတူမေတ္တာစေတနာမထားပဲငွေနောက်သို့တရက်ကျန်းလိုက်ကစီးပွားရှာရင်ဘယ်သောခါမှမအောင်ရင်ငွေနောက်မလိုက်ပဲမေတ္တာစေတနာနောက်လိုက်ကအလုတ်ကိုအာယုံဆိုင်စူးစားလေငွေကနောက်ကတကောက်ကောက်လိုက်ပြန်ဤတဲ့ဆရာရဲ့ဒါကတော့ဘယ်လိုခေါ်အတွေးမြင်လေးပေါ့နော်ဆရာရဲ့အတွေးမြင်လေးနဲ့ဒါဒီထဲမှာလည်းဆရာရဲ့အတွေးမြင်လေးဒီစာအုပ်လေးကရမ်းဖတ်လို့ကောင်းပါတယ်ဒါဆရာစီမှာလာပြီးတော့လာပြီးဝယ်ယူရပါ